weight တင်နေတဲ့လူတွေ weight မတက်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပါ okay weight တင်နေတဲ့လူတွေကျွန်တော်တို့ weight တွေတင်နေစားတော့စားနေဘာလို့ weight ကတက်မလာလဲဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ရှင်းပြမယ် weight တင်တဲ့လူတွေ weight မတက်တဲ့အကြောင်းရင်း၅ချက်ပေါ့ပထမတစ်ချက်ကကျွန်တော်တို့ calorie မလုံလောက်တာ calorie မလုံလောက်တာဒုတိယချက်က protein ကိုခန္ဓာကိုယ်တဲ့လိုအပ်တဲ့ protein ဓာတ်ကိုလုံလောက်အောင်မစားတာစားတော့စားတယ်ပောက်ကရည်စားတယ် protein ကပါမလားအဲ့ဆိုရင်လည်းကျွန်တော်တို့က weight တက်ဖို့ကအဆင်မပြေဘူးပြီးရင်ကျွန်တော်တို့training တွေအရန်များသွား over training ဖြစ်သွားတယ် over training ဖြစ်သွားတယ်ဆိုရင် calorie လောင်ကျွမ်းမှုကများသွားရင် weight ကလည်းတက်လာဖို့မလွယ်တော့ဘူးပြီးကြရင်ကျွန်တော်တို့ cardio session တွေ cardio လုပ်တာတွေအရန်များရင်လည်းကျွန်တော်တို့ weight တက်ဖို့ကမဖြစ်နိုင်ပါဘူးနောက်တစ်ခုကကြပါလဲဆိုကျွန်တော်တို့အိတ်ချိန်ကိုလူတွေကအရန်လေ short တွက်ကြတယ်အရန်လူတယောက်ကပိန်ဖို့နေနေဝါဖို့နေနေ weight တင်ဖို့နေနေ weight ချဖို့နေနေအိတ်ချိန် recovery ကအရန်အရေးကြီးတယ်ကျွန်တော် recovery ပြည့်အောင်ယူပါကောင်းကောင်းနားပါကောင်းကောင်းကစားကောင်းကောင်းစားမယ်အဲ့ဆိုရင် weight ကမတက်စရာအကြောင်းမရှိဘူးနောက်ဆုံးတစ်ခုပြောပြမယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့consistency ပေါ့တစ်ရက်နှစ်ရက်သုံးရက်ထောက်တစ်ပတ်လောက်ပဲလုပ်တယ်ပြီးရင်ဆက်မလုပ်ဘူးဆိုရင်လည်း consistency မရှိရင်လည်းဒီကျွန်တော်တို့ဒီဟာက body transformation ကဘယ်လို့မှဖြစ်ဖို့မလွယ်ဘူးအဓိကတော့ကျွန်တော်ပြောတဲ့၅ချက်ကိုပြေဝအောင်လုပ်ပါအဲ့ဆိုရင်အကုန်လုံးဆင်ပြေသွားပါလိမ့်မယ် weight တင်နေတဲ့လူတွေ weight တက်ပါလိမ့်မယ်ဖြည်းဖြည်းချင်းနဲ့ consistency ရှိသွားပါ protein လုံလောက်အောင်စားပါ calorie လုံလောက်အောင်စားပါ training ကို over training မဖြစ်စေပါနဲ့ recovery ကောင်းကောင်းယူပါ